ဒီဗီဒီယိုသင်ခန်းစာမှာ Grade 10 English Unit 4C ရဲ့ Past Simple and Past Continuous Tense အကြောင်းဖြစ်ပါတယ်။ Textbook ရဲ့စာမျက်နှာ32မှာပါပါတယ်။စာမျက်နှာရဲ့အပေါ်ပိုင်းမှာ Past Simple အသုံးပြုရမယ့်ဝါကျနမူနာ3ခုပေးထားပါတယ်။နောက်အသုံးပြုရမယ့်အခြေအနေကို Textbook မှာရှင်းပြထားပါတယ်။ နောက် Past Continuous Tense နမူနာဝါကျ3ခုပေးပါတယ်။အသုံးပြုရမယ့်အခြေအနေ၄ချက်ကိုအောက်မှာရှင်းပြထားပါတယ်။ထို့နောက် Exercise B ပါပါတယ်။ Exercise B စာမျက်နှာ32မှာနံပါတ်6အထိပဲပါပါတယ်။စာမျက်နှာ33မှာ Exercise B ရဲ့ခွန်8 9 10ပါပါတယ်။နောက် Exercise C 10ပုဒ်ပေးထားပါတယ်။ဆရာကဒီ textbook ရဲ့စာမျက်နှာမှာပါတဲ့အတိုင်းကိုဆရာစာအုပ်နဲ့ရှင်းပြပေးပါမယ်။ Past Simple အတွက်နမူနာဝါကျတွေကိုလေ့လာပါမယ်။ဝါကျ A My sister passes the matriculation examination in 2014. ကျွန်တော်ညီမ2014တွင်တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ခဲ့သည်။ A completed action in the past အတိတ်ကပြီးစီးခဲ့သောလုပ်ဆောင်ချက်ဒီဝါကျမှာအတိတ်မှာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာကိုပြောဖို့အတွက် past ဆိုတဲ့စကားလုံးကိုမြင်းဆောင်လေးနဲ့ underline တားပြထားပါတယ်။နောက်ပြီးတော့ဘယ်အချိန်တုန်းကလဲဆိုတာကိုပြောဖို့အတွက် in 2014ကို underline တားပြထားပါတယ်။ဒါအတိတ်ကပြီးစီးခဲ့တဲ့လုပ်ဆောင်ချက်ကိုပြောဖို့အတွက်ဒီလိုသုံးတယ်လို့ဆိုလိုတာပါ။ဝါကျပြီး I had my lunch and then took a walk for about 10 minutes ကျွန်တော်နေ့လည်စာစားပြီး10မိနစ်လောက်လမ်းလျှောက်ခဲ့သည်။ကွဲစားကုန်မိတ်ထဲမှာ action that happened one after the other in the past အတိတ်ကတစ်ခုပြီးတစ်ခုအစဉ်အလိုက်လှုပ်ဆောင်ခြင်းအတိတ်မှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်နှစ်ခုတစ်ခုပြီးတစ်ခုလှုပ်ဆောင်ခဲ့တဲ့ဆိုတဲ့အကြောင်းကိုလည်းဒီလိုဝါကျမျိုးနဲ့ဖော်ပြလို့ရပါတယ်။ဒီမှာအတိတ်ကဖြစ်ပျက်ခဲ့တဲ့ I had my lunch ကျွန်တော်ထမင်းစားခဲ့သည်ဆိုတဲ့ဟာက I had ကစားသည်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်။ took a walk ကလည်း took မှာ past form ကိုသုံးထားပါတယ်။သူတို့ကို underline တားထားပါတယ်မြင်းဆောင်လေးနဲ့ပြထားပါတယ်။ဝါကျ C She usually borrow 2 or 3 books from the library every week when she was at the university သူမတက္ကသိုလ်တက်နေစဉ်စာကြည့်တိုက်မှတစ်ပတ်လျင်စာအုပ်2အုပ်သို့မဟုတ်3အုပ်ငှားလေ့ရှိသည်။ Past habit in the past အတိတ်ကအလေ့အထဒီမှာအတိတ်ဝါကျဖြစ်ကြောင်းကို borrow ဆိုတဲ့နေရာမှာ ed ပါပါတယ်။မြင်းဆောင်လေးနဲ့ underline ပြထားပါတယ်။နောက်ပြီးဘယ်အချိန်ကဖြစ်ပျက်ခဲ့သလဲဆိုတာကိုဝါကျနဲ့ပြထားပါတယ်။ when she was at the university ဆိုတဲ့စာကြောင်းကိုမြင်းဆောင်နဲ့ရေးထားပါတယ်။ underline တားပြထားပါတယ်။ထက်မှာဝါကျ3ခုနမူနာပြခဲ့ပါတယ်။ဘယ်အချိန်တွေမှာအသုံးပြုရတယ်ဆိုတာကိုနမူနာဝါကျပေးပြီးတဲ့အခါမှာအဲ့ဒီအချက်3ချက်ကိုအောက်မှာစုစည်းပြီးတော့ဖော်ပြထားပါတယ်။ Past simple ကိုအောက်ပါအခြေအနေများအတွက်သုံးပါသည် To describe a completed action in the past အတိတ်ကပြီးခဲ့သောလုပ်ဆောင်ချက်ကိုဖော်ပြရာကွင်းစကုန်းမိတ်ထမှာ The time is usually mentioned or implied အချိန်ကိုဖော်ပြသည်သို့မဟုတ်တခြားဝါကျဖြင့်ရည်ညွှန်းသည်တခြားဝါကျဖြင့်ရည်ညွှန်းတယ်ဆိုတာဝါကျစီမှာတခြားဝါကျကိုထည့်သုံးခဲ့တာကိုပြောတာပါ2014လို့ပြောမယ့်အစားသူမတက္ကသိုလ်ကျောင်းတက်စဉ်ငါလို့ဆိုပြီးတော့တခြားဝါကျနဲ့ရည်ညွှန်းတာပါနောက်တစ်ချက်
to describe action that happened one after the other in the past. အတိတ်ကတစ်ခုပြီးတစ်ခုအစဉ်အလိုက်လှုပ်ဆောင်ချက်များကိုဖော်ပြရနောက်တစ်ချက် to describe past habits or repeated action in the past အတိတ်ကအလေးအထားများသို့မဟုတ်အတိတ်ကထပ်ခါတလဲလဲလှုပ်ဆောင်မှုများကိုဖော်ပြရဝိဇ္ဇာကိုမိတ်ထဲမှာ often used with adverb or frequency အကျိန်နှုန်းပြကရိယာဝိသေသနာများဖြင့်တွဲသုံးလေရှိသည်အကျိန်နှုန်းပြဆိုတဲ့အချက်အတွက်အပေါ်မှာရှင်းပြပါမယ်ဒီမှာ every week ဆိုတဲ့စာသားပါပါတယ် every week ဆိုတာတစ်ပတ်လျင်တစ်ကြိမ်တစ်ပတ်လျင်နှစ်ကြိမ်ဆိုတဲ့အကြောင်းအရာမျိုးပြောတာဖြစ်ပါတယ်ဒါက adverb လို့ဆို frequency ကိုပြောတာပါဆက်လက်ပြီးတော့ past continuous tense အကြောင်းကိုရှင်းပြပါမယ်အောက်ပါနမူနာဝါကျများကိုလေ့လာပါမှတ်ရန်က was were နဲ့ verb ing ကိုသုံးထားပါတယ်ဝါကျနံပါတ်1 at 7 o'clock last night I was watching TV မနေ့ည9နာရီအချိန်တွင်ကျွန်တော် TV ကြည့်နေပါသည်ကွန်စာကိုဝင်ထဲမှာ an action in progress as a specific moment in the past အတိတ်ကတိကျသောအချိန်အခိုက်အတန့်တစ်ခုတွင်ဆောင်ရွက်နေစေလှုပ်ဆောင်ချက် at 7 o'clock ကိုမြင်းဆောင်စလုံးစောင်းနဲ့ရေးထားပါတယ် underline တားပြထားပါတယ်ဒီမှာ watch နဲ့ watching ကိုစလုံးစောင်းနဲ့ရေးထားပါတယ် underline တားပြထားပါတယ် at 7 o'clock ဆိုတာကအတိတ်ကတိကျတဲ့အချိန်ကိုပြောတာပါနောက်အသုံးကတော့ was နဲ့ ving ကိုတွဲသုံးထားတာပါဝါကျနှစ် when I arrived Google was talking on the phone ကျွန်တော်ရောက်သောအခါ Google သည်ဖုန်းပြောနေပါသည်ဝိဇ္ဇာကိုမိတ်နဲ့ the action in the past continuous the action in the past continuous started before the action in the simple past အတိတ်ရိုးရိုးလှုပ်ဆောင်ချက်မတိုင်ခင်ကတည်းကစခဲ့သောဆောင်ရွက်နေစေလို့ရ I arrived ဆိုတာကအတိတ်ရိုးရိုးလှုပ်ဆောင်ချက်ဖြစ်ပါတယ် Google was talking ဆိုတာက past continuous tense ဖြစ်ပါတယ်ကျွန်တော်ရောက်လာတဲ့အချိန်မတိုင်ခင်ကတည်းကကိုကဖုန်းစကားပြောနေတာလို့ဆိုလိုတာပါဝါကျ3 Were you listening while he was talking သူစကားပြောနေချိန်တွင်သင်နားထောင်နေသလားကွန်စာကိုမိတ်ထဲမှာပေးထားပါတယ် parallel action in the past အတိတ်ကအပြိုင်လုပ်ရများအတိတ်ကအပြိုင်လုပ်ရအတွက်ဆိုလို့ရှိရင်လည်း past continuous tense ကိုသုံးလို့ရပါတယ်ဒီအချက်တွေကိုအောက်မှာစုစည်းပြီးတော့ဖော်ပြထားပါတယ် past continuous ကိုအသုံးပြုသည့်အခြေအနေအောက်ပါအခြေအနေများအတွက်သုံးပါသည် to describe an action in progress at a specific moment in the past အတိတ်ကတိကျသောအချိန်အခိုက်အတန့်တစ်ခုတွင်ဆောင်ရွက်နေစေလှုပ်ဆောင်ချက်တစ်ခုကိုဖော်ပြရာ to convey the idea that the action in the past continuous started before the action in the simple past and probably continue after it simple past မတိုင်ခင်ကတည်းကစခဲ့သော past continuous သည် simple past ပြီးသည့်နောက်ပိုင်းတွင်လည်းဆက်လက်ဖြစ်နေနိုင်သည်ဟုသောအယူအဆကိုတင်ပြရဝိဇ္ဇာကိုပဲလေးနဲ့ရှင်းအောင်ထပ်ပြီးတော့ရေးပြထားပါတယ် past continuous ဖြစ်နေသေးတွင် past simple ဖြစ်ခဲ့သည်ဟုအလွယ်မှတ်ပါနောက်တစ်ချက် to describe parallel action in the past အတိတ်ကအပြိုင်လှုပ်ဆောင်မှုများကိုဖော်ပြရနောက်တစ်ချက် verbs such as feel find hear see smell sound and taste are not used in the progressive when they refer to the action or the sense အထက်ကဖတ်ပြခဲ့တဲ့ verb ခုနှလုံးရှိပါတယ် feel find hear see smell sound and taste
စသည့် verb များသည်အာယုံခံစားမှုကိုရည်ညွှန်းသောအခါ progressive ပုံစံကိုမသုံးပါ